ပြောလေဘာပြောမှလဲ မမတွေရဲ့အားသာချက်နဲ့ညီမလေးတွေရဲ့အားသာချက် ညီမလေးတွေကနန်းဆန်မှုတွေ ပန်းပန်တယ် မမတွေကပန်းမပန်လဲ နန်းဆန်တယ် စိတ်ကောက်ပြီးရစ်တာခံနိုင်မှာ ညီမလေးတွေကိုချစ် အသိကိုမေးဖြောင်းနိုင်မှာ မမတွေကိုချစ် ညီမလေးတွေရည်တန်းလေးဟာ နှဝင်ချိုးပြီးရှင်နဲ့ရောက်တယ် မမတွေအပြုံးလေးဟာ စိတ်မတော့လည်းဖျားပြောက်တယ် ကြီးရင်ပြီ ငယ်ချီ မိချင်း မမရဲ့စီတို့ ချီချင်း ညီမလေးစီကို ညီမလေးတွေအလားကတော့ ပပဝရီပါ မမတွေအလားကတော့ မိုနာလီဇာ အဲ့မှာဘယ်နှကွက်လဲ နှစ်ကွက် တမာရီချိုး မိုးရီပြို ချစ်ဖို့ကောင်းတဲ့ငါတို့ဟာ ခေတို့ရဲ့ပူကို ကောင်းကင်ကရေကြီး မြေကြီးကလာထွက် ချစ်စရာကောင်းတဲ့မမတွေက မောင်လေးတို့ရဲ့မတ်မတ်အလေ အိမ်မှာကျန်နေမှာ ဂျူးမြစ်ကကောင်းတယ်စိမ့်တော်မနာ ကျွန်းမြက်ကဘယ်ရောက် ကောင်းရလားဘလို့နော်ဟမ် ကျွန်းကြောက်တော့ဘူးဟိုလေတက်တော့ဆိုရမယ်အစားကားလို့ရှိရင်သူကမမများတော့ မင်းကျက်လာတယ်နည်းနည်း ဒီနေ့မိကတော့ဘိုက်ကားတော့မှာ ကျွန်းမြက်ကိုဒီရအမြင်သူမိမလားလို့ မင်းမမဲ့ရလား